နော်အားလုံးပေါ့နော်တယောက်ချင်းစီပေါ့တချို့မေးတာပေါ့ရောက်ပြီလားဘာလားတယောက်ချင်းစီကိုမဖြေတဲ့အတွက်ကြောင့်ဒီမှာအခု airport ပေါ့နော်လေးစိတ်မှာဒီမှာဟိုခဏလေးပေါ့ wifi ရှိတုံးတုံးလိုက်တာပေါ့နော်တုံးပြီးတော့လှမ်းပြီးတော့အကြောင်းကြားတာပါဘန်ကောက်ကိုရောက်နေပြီဒါမဲ့လေယာဉ်က delay ဖြစ်တဲ့အတွက်ကြောင့်ဟိုပေါ့ဒီဒုံဝိုင်းကိုပြေးဖို့မဲဆောက်ကိုတောက်ဖို့လေယာဉ်မမီတော့ဘူးပေါ့နော်မဲဆောက်ကိုဖက်မဲ့လေယာဉ်က2နာရီနဲ့45ထွက်မှာကဟိုကဒီမှာကြောက်တာ3နာရီဖုံးနေပြီဆိုတော့ immigration ဖက်ကနေလုံးဝမမီပါဘူးမမီတဲ့အတွက်ကြောင့်ဟိုညကားစီးပေါ့နော်ညကားကည9နာရီ40ထွက်လို့ရှိရင်အင်္ဂါနေ့မနက်3နာရီရောက်မှာပေါ့ဟို8နာရီစီးရပါတယ်မဲဆောက်နဲ့ဘန်ကောက်နဲ့မဲဆောက်ကို8နာရီစီးရတာပေါ့နော်8နာရီစီးရတော့ဘလို့အချိန်နဲ့လမ်းမှာရင်ကုန်သွားတာပေါ့နော် Sunday ရထွက်လာတယ် Sunday Monday Tuesday ပေါ့အဲ့လိုပဲလေရင်နဲ့ကားပေါ်မှာထွက်လာတာပေါ့ပြင်မလားဆိုပြင်မတယ်ဒါပေမဲ့ပြင်မမိမဲ့လေငါအမေရဲ့နောက်ဆုံးအချိန်လေးကိုငါတွေ့လိုက်ရရင်ကျင်းနေတယ်ငါအမေကငါအဖေတုန်းကလည်းကိုမတွေ့လိုက်ရဘူးနော်ကိုဖေတုန်းကကိုဆုံးသွားတာကိုတလားနေပြီးမှပဲကိုသိရတာလေနော်ဖေဆုံးပြီဆိုတာကိုသိရတယ်ယနေ့ထိအဖေအုပ်ကူလေးသွားကြည့်လို့မရသေးဘူးဟိုဖေရဲ့အုပ်ကူကဟိုဝက်ခမတ်ဘာချတော့ကိုလည်းမသွားတာနဲ့ပြီးတော့အခြေအနေတွေအကြောင်းတော့မသွားဖြစ်ပေါ့နော်ငါအမေပဲငါကြံတော့တယ်ပေါ့ကိုတိုင်းကလေးကိုပေါ့ဒီကနေ့ကျတော့ဒီလိုမျိုးအချိန်တိုတွင်းမှာသွားတာရမ်းခက်ခဲတယ်လေးလက်မှတ်ကအစားအကုန်သေးကြည့်ရဲ့အကုန်လုံးပေါ့နော်ပြင်မတင်ဆင်ထားတာနော်မထင်မှဘူးလေနော်အမေကျမ်းမအောင်မယ်အမေနောက်နေ့ထိရှိအောင်မယ်လို့ကိုကထင်ထားတာပေါ့ဒါမဲ့အမေခုချိန်မှာကျမအမေတော်လေးအချိန်လေးစိုးနေပြီဆိုတော့ဟိုကိုအမေလေးကိုခြေပွားလေးပဲကန်လိုက်ရတမီးရောက်လာပြီဆိုပြီးတော့သူအမြဲပြောငါတမီးကြီးဆိုတော့တမီးကြီးရောက်လာပြီလို့ပဲဟိုတော့လိုက်ရချင်းနေတာပေါ့နော်လန်ကီမှာပေါ့နော်ဆရာဆူတောင်းပေးတဲ့ညီမတွေရှိပါတယ်မစင်ကြနဲ့ဆူတောင်းပေးတဲ့သူအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ပြီးတော့ကိုလုံးပေါ့ supporting ပေးတဲ့သူတွေပေါ့နော်အဲ့လိုမျိုးပေါ့တချို့ဆိုလို့ရှိရင်တကယ်ရမ်းကိုကျေးဇူးရှိလာပါတယ်အားလုံးကိုကျေးဇူးတင်ထားတဲ့သူတွေရောကျေးဇူးဟိုပေါ့မတင်ထားလို့ပြောရမှာမဟုတ်ဘူးနော်အားလုံးပေါ့ကျေးဇူးရှိတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်တယ်လို့ဆူတောင်းပေးတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီမှာတော့ခု airport ကနိုင်ဟို wifi ကတနားရီပဲတုံးလို့ရတယ်ပြီးခုကျွန်မဒီကနေမိုးချစ်ကိုဆေးရမှာပေါ့နော်မိုးချစ်ကိုဆေးမျိုးရှိမိုးချစ်ကနေ bus နဲ့ခါသွားပေါ့ဆိုတော့ကောက်ဘာခါည8နာရီတခါပြအဲ့ုံနဲ့ဒီမလားဆိုတော့လေကျွန်မအမေခံစားတဲ့ဝေငါတော့ကျွန်မမပြင်မဲပါဘူးပြီးတော့ကိုအမေရဲ့နောက်ဆုံးအချိန်လေးကိုလာတွေ့လိုက်ရတာလည်းကိုချင်နေပါတယ်အားလုံးဆူတောင်းပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးပြောချင်တာဘာလဲဆိုတော့do something before it's too late အဲ့ဒါအဓိကပဲတေမကျမတို့အုပ်ကူလေးမှာသွားပြီးတော့မိထုံးပြီးတော့မငိုပေးနေကြတယ်အဲ့ဒါအခုကျမသွားလို့ကျမအမေကျမမှတ်မိချင်လဲမှတ်မိမယ်မှတ်မိချင်လဲမှတ်မိတော့ဘူးဒါပေမဲ့ကျမတို့ကနီးတဲ့ခါမှာမချစ်ကြဘူးနီးတဲ့ခါမှာကျမနဲ့ကျမမိနဲ့ကျမနဲ့ဟိုပေါ့စိတ်ချင်းမတူရရှိတယ်ဒါပေမဲ့ကျမပြောချင်တာကမိဘနဲ့တားသမီးဆိုတာလည်းရောမှဟိုပါကျမအနေနဲ့တော့ကျမပြောမယ်ဆိုကျမသိပြီးတော့မိသားစုပေါ်တက်ချစ်တဲ့မိန်းမတူရမိသားစုပေါ်ရက်တန်လို့ရှိတယ်မိသားစုမှာအရန်ချစ်တယ်အဲ့ဒီတန်ရောစီရတော့လည်းမလွယ်ဘူးပေါ့နော်ဖြတ်ဖို့ဟိုခက်တာပေါ့နော်ကိုလည်းစူးစမ်းပြီးတော့ဖြတ်မယ်လို့လည်းကိုဆုံးဖြတ်ထားတယ်ဒါပေမဲ့လည်းဟိုပေါ့အခုချိန်မှာတော့အမေကိုလာတွေ့ရတော့ကျေးဇူးတင်တယ်သူကအမေနဲ့မကဘူးညီမလေးကပါစိတ်အပြင်ထားတော့နှစ်ယောက်စလုံးပေါ့နော်ဆိုတော့ဒီရှားကိုပေါ့နော်ခေါင်းမလုံးဖြစ်ပြီးတဲ့မိသားစုတိုက်ပွဲပေါ့နော်တိုက်ပွဲဆိုတာတဲ့မိသားစုဒီကျမရေးပတ်သက်လို့ရန်ခံစားပါတယ်ဒါပေမဲ့လူရတရားမှာပဲနော်ကျမလည်းတရားမှာပဲအမေတော့ပြင်ဆင်ဖို့အရေးကြီးတာပေါ့အခုကလမ်းခီမှာတရားကြည့်ဆိုတော့ကြောင့်ကျမရောက်လာတဲ့တွေ့ပေါ့နော်လိန် delay ဖြစ်တာမှအဲ့လိန် delay ဖြစ်တော့ဒီဒိုဟာနေပြီးတော့ဒီပေါ့ဘန်ကောက်ကိုသွားမယ်လင်းရနိုင်မိနစ်30ပဲရှိအဲ့မိနစ်30ကိုကျမပြေးရတာသူက train နဲ့ပြန်ကူရတာကိုလိမ့်စိတ်ကကြီးတော့ပြေးရတော့ကိုရကလည်းအဲ့လိုဟာဘယ်လိုခေါ်မလဲ panic ပေါ့နော်ကျမအဲ့လို panic ရှိ attack ပေါ့နော်ကျမဖြစ်လာအဲ့ဒါမလုပ်ရနဲ့အဲ့ထဲမှာအဲ့လိုမျိုးပေါ့နော်ကျမအဲ့ထဲမှာကျမဆေးဆောင်ထားရတယ်ကျမစိတ်နေစေးပေါ့အဲ့ဒါကိုရေလည်းမပါဘဲနဲ့တခါအဲ့ဖြစ်လာအဲ့ဆေးတခါတည်းဟိုထည့်ပြီးတော့တောက်ပြီးတော့ပြေးရတော့တာပဲဒီလားမိနစ်30ပဲလို့တာဟုတ်ဒီလင်းရထွက်ဖို့အတွက်လင်းရနောက်ကြတာဟုတ်ပြောချင်တာဘာလဲဆိုတော့ဝါမှာခုမျိုးကြမ်းတဲ့အခါလေးရှိပြီးပါတယ်
အဲ့ကြမ်းတမ်းတဲ့အရာတွေဖြစ်လာလို့ရှင်လဲစိတ်တက်ခံရမှထားပြီးတော့ငါအမေတို့ငါလာတာပဲငါ့ကိုလုံးမှုတော့ငါတို့ကျမတို့ကလုံးမှုတော့ကျေးဇူးမချေဘူးနော်မိဘပေါ်မှာနော်မိလုံးမှုမချေနိုင်ဆိုငါအမေတို့ငါလာတာပဲဆိုလဲစိတ်နဲ့ကျမအရောက်လာနိုင်တယ်အမေကတော့အခုအချိန်ကြီးကဆောက်ပြီးရောင်ကိုင်းနေပြီဆိုတော့ကျမကတော့အမေကိုမပြန်ဆိုတွေ့ရပြီပေါ့နော်တောင်းပေးတော့အလုံးကျေးဇူးတင်ပါတယ်လို့ကဲကျမကကားကိတ်ကိုပြေးတော့မယ်နော်ဘိုင်ဘိုင်ပါရှင်ဆက်ပြီးတော့စတောင်းပေးကြပါလို့